ခုဖတ်ပြမယ်စာပိုက်တူလေးကမင်းခန့်ရဲ့မင်းလုံနိုင်ပါတယ်စာအုပ်ထဲပါနော် you can do it အဲ့ဒီခေါင်းစဉ်နောက်ဆုံးပိတ်ခေါင်းစဉ်လေးတပေါ်ကြလို့ပေါ့နော်21ရာစုမှာအကောင်းဆုံးနေတိုင်းနီ21ရာစုမှာအကောင်းဆုံးဘယ်လိုနေထိုင်မလဲဆိုရင်ကျွန်တော်အကြိုက်ဆုံးပုံစံကတော့ကိုယ့်အတွက်ဘာတွေကအရေးကြီးဆုံးလဲနဲ့ကိုယ့်ဘဝအတွက်အာရုံစိုက်ရမယ့်အရာတွေကဘာတွေလဲပြန်ပြီးတော့လေလွတ်နေတာမျိုးမဟုတ်ပဲဒီအရာတွေပေါ်မှာတရားရခိုင်နှုန်းအာရုံစိုက်ပြီးနေခြင်းပါပဲတဲ့စကားလေးတစ်ခွင်းရှိတယ်တဲ့အဲ့ဒါတိုးတက်လာခြင်းတွေအပေါ်မှာအာရုံစိုက်ထားရင်နင်းလည်းတိုးတက်လာလိမ့်မယ်။ဒါပေမဲ့စိုးရုပ်စေနိုင်တဲ့အပြုမှုအတွေးခေါ်တွေပဲအာရုံစိုက်နေရင်တော့အဲ့ဒီအရာတွေပဲဖြစ်လာလိမ့်မယ်တဲ့။ကျွန်တော်အရှိမအများကြီးပြောခဲ့ပြီးပါပြီ။ကျွန်တော်တို့ရဲ့ဒီခေတ်ကြီးကအာရုံစိုက်ဖို့ကိုတော်တော်လေးခက်ခဲလာတဲ့အချိန်ကာလဖြစ်တယ်။ social media တကယ်ချင်းပောက်ကရမီဒီယာစတဲ့အရာတွေမှုလို့ပေါက်နေတဲ့ခေတ်ထဲမှာကျွန်တော်တို့ကလည်းဒီ ship တွေကိုပဲအာရုံပိုစိုက်နေရင်ကျွန်တော်တို့ခေါင်းထဲမှာလည်းဒါတွေပဲကြံနေပါလိမ့်မယ်အဲ့တော့ဘယ်လိုနေထိုင်သင့်လဲဆိုရင်ကိုယ့်ရဲ့ private life လေးထဲမှာကိုယ့်အတွက်အရေးပါတာအရေးကြီးတာတွေနဲ့နေ့စဉ်ဖြတ်တန်းလို့ဆိုနေပါအဲ့အတွက်ဘယ်သူမှလည်းမင်းကိုအပြစ်လာတင်လို့ရမနေပါဘူးကိုယ့်ကိုယ်ပဲအာရုံစိုက်ပြီးနေထိုင်ပါမိတ်ဆွေကိုယ်တိုင်ကကိုယ့်ကိုယ်ပဲအာရုံစိုက်ပြီးကိုယ့်ရဲ့တိုးတက်ရာတွေပဲစိတ်แท้ပြည့်နေမယ်ဆိုရင်ဘယ်လိုလူမျိုးပါမှမိတ်ဆွေကိုနောက်ရှယ်လုံးနိုင်မှာမဟုတ်ပါဘူးဒါကဒီ21ရာစုထဲမှာအလိုအဆုံးနေထိုင်နေတစ်ခုပါပဲနောက်ထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်